အော်ချောလာဆိုင်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တလာခုံးဘာသာဝင်တွေရဲ့ကရင်ရိုးရာချစ်ဖြူဘက်မင်္ဂလာကျင်းပမဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှလာရောက်ဝင်မြချင်တာဖြစ်ပါတယ်ရှင်လာခေါ်ထုံရောက်ဆောင်ဖို့ပလမောင်တုံမောင်တာအီတလာအိုကီလောင်တာပဲမကြခင်မှာဆိုလို့ရှိရင်ဒီဝါခေါင်လာရောက်လို့ရှိရင်ကျမတို့ကရင်ရိုးရာချစ်ဖြူဘက်မင်္ဂလာကျင်းပကြမဲ့လာဖြစ်ပါတယ်သူတယောက်ပါဆိုမယိုတောင်းလက်ချိလိတောင်းခုနောမနေလဲလာခေါအဝဒအပြာသားဟောလာခေါခိုင်ကျိုးထုံရရနဲ့လဲရမလို့အားသာပါလေအဘအောရန်တပုတ်တဝဲလက်ဖူးလေးအဘရန်ကိုကဒီအဝဒရနော်လနိုင်လပလောင်နိုင်လပလောင်ပါမှာပါဖိဖို့သူလူလာခေါခိုင်ကျိုးအပလာခေါထုံနိုင်တလာခေါလာခေါထုံဝေနော်ရယူလာယူအောင်လက်ချိလိတောင်းသူတယောက်ပါဆိုလာယူအောင်လက်ချိလိတောင်းနော်လာခေါခိုင်ကျိုးနော်အမနေထုံနော်ဝေဒာရလက်တော့သာပေါ်မှာပြီးပူလီအဘအရန်လေးပူလီဆွေမျိုးဆိုင်ချတဲ့တပုတ်တဝဲတဲ့ကူဟာဒီဒီမှာလာခိုင်ခိုင်တွေ့ရဖို့နဲ့လာရောလက်ချင်းလေးဆောင်မနေနော်အစနာဆိုင်ကူဟာဒီအမိုးပြောပြသွားတာကဒီတလာခုံဘာသာဝင်တွေရဲ့ပေါ့နော်ကရင်ရိုးရာချီဘက်မင်္ဂလာကျင်းပတဲ့လလေးဖြစ်ပါတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်เนาะကျမတို့ဒီဝါကောင်လဆိုလို့ရှိရင်တလာခွန်ဘာသာဝင်တွေကတလာစောပြီးတော့မှဝါကောင်လာရောက်တယ်ဒီနေ့ဆိုလို့ရှိရင်တော့ဒီဇူလိုင်28ရက်နေ့ကအမိုးတို့ရဲ့လာပြည့်နေ့လည်းဖြစ်တယ်အဲ့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါလက်ချီပွဲကျင်းပတဲ့နေ့လည်းဖြစ်ပါတယ်ပေါ့နော်ဒီနေ့မှာလည်းပဲ28ရက်နေ့ဇူလိုင်မှာဝါကောင်လချီပွဲမင်္ဂလာကျင်းပဖို့ရှိပါတယ်။ရက်နေရက်ဝေးမှာရှိတဲ့တလာခွန်ဘာသာဝင်တွေကိုချစ်ခင်ကြရဲပေါ့နော်။မိတ်ဆွေတွေမောင်နှမတွေအားလုံးကိုပေါ့နော်။အဲ့ဒီနေ့ဒီမှာလာရောက်ပြီးတော့မှအတူတူပါဝင်ဆင်နွှဲဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။အချိန်အားဖြင့်ကကြတော့မနက်9:00နာရီပေါ့နော်မနက်9:00နာရီရထားပါတယ်ဆိုတော့ကုတ်တာဖောင်ရွာဒီတလာခုံးဘာသာဝင်တွေပေါ့နော်ကျင်းပပြုလုပ်တဲ့ကရင်ရချီဘက်မင်္ဂလာကိုလာရောက်ဖို့အတွက်အားလုံးကိုဒီကနေပဲဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်